ထွမြော်ကျမ်းအခန်းကြီး9အငယ်1မှ9ထာဝရဘုရားကလည်းတို့ဖြစ်၍တင့်ကိုဖာရောဘင်၏ဘုရားအရာ၌ငါခန့်ထား၏တင်းအကိုအာရုန်သည်တင်းပရောဖက်ဖြစ်ရလိမ့်မည်ငါမိန်တော်မူသမျှတို့ကိုတင်းသည်ပြန်ပြောရမည်ဖာရောဘင်သည်ဣသရေလအမျိုးသားတို့ကိုမိမိပြည်မှလွှတ်လိုက်ရမည်အကြောင်းကိုတင်းအကိုအာရုန်သည်သူထံ၌လျှောက်ရမည်ငါသည်လည်းဖာရောမင်း၏နှလုံးကိုခိုင်မာစေ၍အဲဂုတ္တုပြည်၌ငါ၏နိမိတ်လက္ခဏာအံ့ဘွယ်သောအမှုတို့ကိုများပြားစေမည်သို့တော်လည်းဖာရောမင်းသည်သင်တို့စကားကိုနားမထောင်ဘဲနေလိမ့်မည်ငါသည်လည်းငါလက်ကိုအဲဂုတ္တုပြည်အပေါ်မှတင်၍ကြီးစွာသောဒဏ်ခတ်ခြင်းအပြင်ငါ၏ဘိုးဘာများငါ၏ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှနှုတ်ဆောင်မည်ထိုသို့အဲဂုတ္တုပြည်အပေါ်မှာငါလက်ကိုဆန့်၍ဣသရေလအမျိုးသားတို့ကိုသူတို့အထဲမှနှုတ်ဆောင်သောအခါငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုအဲဂုတ္တုလူတို့သည်သိကြလိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရားမိန့်တော်မူသမျှအတိုင်းပြုကြ၏ဖာရောဘုရင်ထံ၌လျှောက်ကြသောအခါမောရှေ၏အသက်သည်အနှစ်80ရှိ၏အာရုန်၏အသက်သည်အနှစ်83နှစ်ရှိ၏အငယ်8မှ73တပန်ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့အားမိန့်တော်မူသည်ကားဖာရောဘုရင်ကသင်တို့အတွက်ထူးဆန်းသောတန်ခိုးကိုပြလော့ဟုဆိုလျင်သင်၏လှံတံကိုယူ၍ရှေ့တော်၌ချလော့ဟုအာရုန်အားပြောလော့လှံတံသည်လည်းမွေဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏မောရှေနှင့်အာရုန်သည်ဖာရောဘုရင်ထံသို့ဝင်၍ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းပြုသဖြင့်အာရုန်သည်ဖာရောဘုရင်ရှေ့သူ၏ကျွန်များရှေ့မှလှံတံကိုချ၍မွေဖြစ်လေ၏ထိုအခါဖာရောဘုရင်သည်ပညာရှိများပြုစားတတ်သောသူများတို့ကိုခေါ်၍အဲဂုတ္တုအမျိုးဝိဇ္ဇာဆရာတို့သည်ဝိဇ္ဇာအတတ်အားဖြင့်ထိုအတူပြု၍မိမိတို့ကိုင်သောလှံတံများကိုချ၍မွေဖြစ်ကြလေ၏သို့တော်လည်းအာရုန်၏လှံတံသည်သူတို့၏လှံတံများကိုမျိုလေ၏ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍သူတို့၏စကားကိုနားမထောင်ဘဲနေ၏အငယ်14မှ18ထာဝရဘုရားကလည်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍ဣသရေလလူတို့ကိုမလွှတ်ဘဲနေ၏နာနေအချိန်၌ဖာရောဘုရင်ထံသို့သွားလော့သူသည်ရေစိတ်သို့သွားလိမ့်မည်သူမရောက်မီသင်သည်မြစ်ကမ်းနားမှရပ်နေလော့မွေဖြစ်သောလှံတံကိုလည်းလက်တွင်ကင်လော့ဟေဗြဲအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားကငါလူတို့သည်တော၌ငါအားဝတ်ပြုရမည်အကြောင်းသူတို့ကိုလွှတ်လော့ဟုအမိန့်တော်ပါသောကျွန်ုပ်ကိုကိုယ်တော်ထံသို့စေလွှတ်တော်မူပြီးကိုယ်တော်သည်ယခုတိုင်အောင်နားမထောင်ဘဲနေပါသည်တကားထာဝရဘုရားကငါသည်ထာဝရဘုရားဖြစ်ကြောင်းကိုသင်သည်အဘယ်သို့သိရမည်နည်းဟုမူကားငါကင်သောလှံတံနှင့်မြစ်ရေကိုရိုက်၍ထိုရေသည်အသွေးဖြစ်လိမ့်မည်မြစ်၌ရှိသောငါတို့သည်သေကြလိမ့်မည်မြစ်ရေလည်းနံလိမ့်မည်အဲဂုတ္တုလူတို့သည်လည်းမြစ်ရေကိုယွန်ကြလိမ့်မည်အကြောင်းကိုပြန်ပြောလို့ဟုမောရှေအားမိန့်တော်မူ၏အငယ်19မှ25တဖန်ထာဝရဘုရားသည်မောရှေကိုမိန့်တော်မူပြန်သည်ကားအာရုန်အားသင်၏လှံတံကိုယူ၍အဲဂုတ္တုပြည်၌ရှိသောချောင်းရည်မြစ်ရည်အိုင်အင်းရည်ကံရည်တွင်းရည်ရှိသမျှအပေါ်မှာလက်ကိုဆန့်လော့ထိုရည်ရှိသမျှတို့သည်အသွေးဖြစ်လိမ့်မည်အဲဂုတ္တုပြည်တစ်လျှောက်လုံးတစ်ခွက်ကြောက်အိုး၌မျှမကျွင်းအသွေးရှိလိမ့်မည်အကြောင်းကိုပြောလို့ဟုမိန့်တော်မူ၏မောရှေနှင့်အာရုန်သည်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းပြု၍အာရုန်သည်ဖာရောဘုရင်ရှေ့သူ၏ကျွန်များရှေ့မှလှံတံကိုချီ၍မြစ်ရေကိုရိုက်သဖြင့်မြစ်ရေရှိသမျှသည်အသွေးဖြစ်လေ၏မြစ်၌ရှိသောငါတို့သည်လည်းသေကြ၍မြစ်ရေနံသောကြောင့်အဲဂုတ္တုလူတို့သည်မြစ်ရေကိုမတောက်နိုင်ကြအဲဂုတ္တုပြည်တစ်လျှောက်လုံး၌အသွေးနှံ့ပြားလျက်ရှိလေ၏
အဲဂုတ္တုအမျိုးသားဝိဇ္ဇာဆရာတို့လည်းဝိဇ္ဇာအတတ်အဖြင့်ထိုအတူပြုကြ၏။ထာဝရဘုရားမိန့်တော်မူသည်အတိုင်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍သူတို့၏စကားကိုနားမထောင်ဘဲနေ၏။နန်းတော်သို့လှည့်လည်ပြန်သွား၍ထိုအမှုကိုနှလုံးမသွင်းဘဲနေလေ၏။ထိုအခါအဲဂုတ္တုလူတို့သည်မြစ်ရေကိုမသောက်နိုင်သောကြောင့်သောက်ရေကိုရခြင်းငှါမြစ်နားမှာတွင်းတူးကြ၏။ထာဝရဘုရားသည်မြစ်ကိုဒဏ်ခတ်၍ခုနစ်ရက်ကိုလွန်စေတော်မူ၏။